ကပြောခဲ့တဲ့အတိုင်းပဲဘာလို့ရမလဲဆိုလို့ရှိရင်မနက်ဖြန်နေကုန်စာအတွက်ကိုစိန်ခေါ်ထိုးပါဆိုတဲ့ဝမ်းကျိနှလုံးရမယ်ပြီးတော့ဇာတုပတ်တိလာနိုင်ခြင်းအရှိဆုံးဇာတုပတ်တိတွေကျွန်တော်အလာကားပေးသွားမယ်နောက်ပြီးလို့ရှိရင်နေ့တိုင်းကဏ္ဍတွေပေးမယ်ဆိုတော့အားလုံးကအစင်သင့်ပြထားပေးပါအစင်သင့်ပြင်နေတဲ့အချိန်တွေမှာကျွန်တော်ပြောစရာရှိတာလေးနည်းနည်းလေးပြောမယ်နော်ပြောစရာရှိတာကဘာပြောစရာရှိတာလဲဆိုတော့ကဲပေါက်ဆော့တဲ့မိတ်ဆွေများကျွန်တော်ကိုမေးစရာလေးရှိလိမ့်မယ်ထင်တယ်ဆရာကြီးကျွန်တော်ကျမတို့ရဲ့ကဲပေါက်ကဘယ်လိုဆက်လုပ်ရမလဲစပြီးတော့လိုက်တင်သလားမလိုက်တင်ဘူးလားနော်ဆိုတဲ့ခါကျတော့ကဲပေါက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ညနေပိုင်းမှာကျွန်တော်တို့တဲဘော9ငိန်သွားပါတော့လဲပဲနောက်ပိတ်6ဒီမီတာ90နှစ်ထိတက်လာပါတော့လဲပဲလိုချင်တဲ့ကဏ္ဍကိုပြောင်းဝင်သွားခဲ့ဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဲပေါက်ဒီတစ်ပတ်မှာလွတ်လိုက်မယ်လို့ကျွန်တော်ထင်နေတယ်မနက်ဖြန်နေ့ကမှအားနေတယ်နော်လိုက်ချင်တဲ့မိတ်ဆွေများကတော့ခပ်ပါပါလေးဆက်ပြီးတော့လိုက်မလိုက်ချင်တဲ့မိတ်ဆွေများကအရှင်းလွတ်လိုက်နော်အရှင်းလွတ်ဆိုတဲ့နေရာမှာကျွန်တော်ပြီးခဲ့တဲ့အပတ်ကတောက်ကြနေမှာကဲပေါက်အောင်ထားတာဆိုတဲ့အခါကျတော့လေမလာဘူးလို့တော့အရှင်းမပြောနိုင်ဘူးအဲ့ဒီကဲပေါက်နဲ့ပတ်သက်တဲ့ဝမ်းကျိန်းတွေကတောက်ကြနေမှာရှိတယ်သို့တော်ညာလည်းပဲနည်းနည်းလေးတော့အားနေတယ်ဆိုတဲ့အခါကျတော့အဲ့ဒါကြောင့်မလို့ကျွန်တော်ကမကြိုက်တာဆိုတော့ကျွန်တော်မိတ်ဆွေများကငွေနဲ့ရင်းပြီးလိုက်ထားတာဆိုတဲ့အခါကျတော့လိုက်မယ်ဆိုလို့ရှိရင်ဆက်ပြီးတော့လိုက်ဒါပေမဲ့ခပ်ပါပါပဲနော်အကယ်၍ကဲပေါက်ထွက်သွားလို့ရှိရင်ကျွန်တော်တို့ဒီကြာတာပရင်းနေလိုက်ထားတဲ့နော်လိုက်ကြီးလေးပြန်ပြီးတော့ရအောင်လို့ထိုးကြီးလေးပြန်ပြီးတော့ရအောင်လို့နော်ကျွန်တော်တို့ကရှုံးစရာဘာကြောင့်မှမရှိဘူးဗုဒ္ဓဟူးနေ့မနက်မှာ396ဆိုတဲ့6ဘတ်သေးကိုမင်းရင်ရှက်ရည်ထိထိမိမိမျိုးမျိုးမြက်မြက်ကိုရထားပြီးသားဆိုတဲ့ခါကျတော့ရှုံးစရာဘာကြောင့်မှမရှိဘူးနော်နှစ်ကြိမ်မဲ့လိုက်ရသေးတာလေကဲကဏ္ဍလေး၄ကွက်ပဲလေဆိုတဲ့ခါကျတော့ဘာဖြစ်ဖြစ်ပါကဲပေါက်လိုက်နေတယ်ဆိုတဲ့မိတ်ဆွေများကျွန်တော်ပြောတာသဘောပေါက်လိမ့်မယ်လို့ထင်တယ်လှုပ်ချင်အရှင်းလှုပ်မလှုပ်ချင်မလှုပ်နဲ့နော်လာခြင်းလာမယ်မလာခြင်းမလာဘူးဆိုတဲ့သဘောမှရှိသွားတယ်သို့တော်ညာလေးစိုက်ထဲမှာရှိတယ်ဆိုတဲ့အခါကျတော့အရှင်းလှုပ်လိုက်ပြန်ရင်လည်းတော့ကြလွတ်သွားတဲ့ငါကြီးတယ်ဖြစ်မှာဆိုလို့နော်ခပ်ပါပါလေးပဲရှုံးကျွေးလေးပြန်ရရုံပဲထိုးကျွေးလေးပြန်ရရုံပဲနော်ဒီလောက်ကလေးပဲတိုက်လို့ရတယ်ဆိုတော့ဒီမိတ်ဆွေများသဘောပေါက်လိမ့်မယ်လို့ထင်တယ်ကဲပေါက်ဆိုတဲ့မိတ်ဆွေများပြီးလို့ရှိရင်ကျွန်တော်တို့နေတိုင်းဆောတဲ့မိတ်ဆွေများဆိုလို့ရှိရင်တော့လွဲမယ်သို့တော်ညာလည်းပဲတပတ်စာ24